Hello အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်ကတော့တုံမိနစ်က S2O ဆုံးခန်းမှာကဲခဲ့တဲ့ဗီဒီယိုလေးကိုဒီနေ့မှာဖြစ်ပါတယ်ဒီဟာကတော့ဒီ S2O လို့လည်းကိုင်းပေါ့နော်အဲ့ဒါကတော့တိကျယူနေဖြစ်ပါတယ်အနောက်ပိုင်းမှာတော့တုံစကိုင်းပြောတော့ပါဘူးတချင်းနဲ့အရင်များလို့ပါဒီနေ့မှာ S2O သွားဝရှိရလို့လည်းလူကွဲမှာထိထားပါတုံတော့နှစ်ကလူကွဲခဲ့ပါတယ်မရှိတဲ့လူတွေနဲ့အသက်ဆိုင်တဲ့အခန်းကဏ္ဍဖြစ်ပါတယ်တကယ်လို့ကိုကဒီ S2 ဝယ်ကိုဆောင်ခွန်ကိုသွားမယ်ဆိုလို့ရှိရင်မျက်မှန်တွေအုတ်ထုတ်တွေတော့ယူသွားဖို့လိုရပေါ့နော်မျက်နှာကိုရေရမ်းစင်ပါတယ်ပြီးတော့ဖက်နှက်ကလုံးဝစနီကမစီသင့်ပါဘူးရှင်တုံးရဲ့အိမ်ပြန်လန်းလေးဖြစ်ပါတယ်ဆုံးဖြတ်ကြည့်ပေးလို့ကျေးဇူးပါ